ကဲအားလုံးပဲမင်္ဂလာပါဗျာနော်မျိုးတွေကျွန်တော်လည်းဒီမကောင်းလေးတဲ့ဂျာတွေအားတဲ့ချိန်လေးပဲဗျာနော်ကိုယ့်ဘက်ကတာဝန်မကြည့်လို့ခံစားရတာဖြစ်တဲ့အတွက်ကြောင့်မလို့ဟိုမျိုးတွေကိုတိတာမြင်တာလေးပေါ့ဗျာနော်ဆရာလောက်တာတော့မဟုတ်ပါဘူးအဲ့တော့ပြပေးမယ်ဗျာနော်ဒါကျွန်တော်ရဲ့KB weight number တွေပါဗျာနော်weight number တွေပါ fiber တွေနှစ်မျိုးလုံးသုံးပါတယ်ဗျာနော်အဘကန်ကားမကျော်ဦးမကျော် break တွေလေးလုံးခွေတွေငါးလုံးခွေတွေရောင်းပါတယ်ဗျာနော်ဒါလေးတွေတေချာကြည့်ပြီးဗျာငွေလွှဲကြပါဗျာနော်အဲ့တော့ကျွန်တော်ချက်ပြပေးမယ်ဗျာနော်ချက်ပြပေးမယ်ဒီ2026ရဲ့ကျွန်တော်တို့နှစ်ပတ်ဆက်တိုက်ကိုဒီမူလေးကလာပေးနေတယ်ပေါ့ဗျာနော်အခုစက်ပေးမယ်ဆိုရင်ကျွန်တော်တို့၃ပတ်မြောက်ကိုဒီကျွန်တော်တို့26ရက်တလား2026ထဲမှာဆိုရင်ကျွန်တော်တို့လိုက်ရမယ်ဗျာနော်3ရက်အတွင်းမှာသူကထွက်ပေးနေတဲ့မူလေးဖြစ်တဲ့ကြောင့်မလို့ကျွန်တော်ပူပူနင်းနင်းလေးအနီးက3ပွဲဝယ်စစ်ပြပေးမယ်တစ်ချက်ကြည့်ပေးပါခဏတောင်းပြမူလေးတွေဗျာနော်ဒါဆရာလေးပင်ချင်းမူပါဗျာနော်ဆရာလေးပင်ချင်းမူပါအဲ့တော့ကျွန်တော်တို့ဒီမှာ2026မှာ2ပွဲစစ်တိုက်ပေးထားတယ်3ပွဲမြောက်ဆက်ပေးမယ်ဆိုရင်ကျွန်တော်တို့ယူကြမယ်ဗျာနော်ဗိုလ်တပူးကြော်မှာထွက်လာမယ်အခွေလေးလေးလုံးခွေလေးတစ်ခွေထွက်ပါတယ်ဗျာနော်ချက်ကြည့်ပေးပါတီးတဲ့ဆရာကြီးတွေလည်းကြော်သွားနိုင်ပါတယ်ဗျာနော်အဲ့တော့အမျိုးဟောမျိုးတစ်တွေကျွန်တော် like subscribe share လေးတွေ comment လေးတွေရေးပေးကြပါအောင်ဗျာနော်အဲ့တော့ဒီမှာ3ထိတ်နော်နောက်ရက်မှာအပိတ်3တူလေဗျာနော်3တူရဲ့တောင်းပြတ်3တူလို့ရှင်3တူလေဗျာနော်ဘယ်ကဏ္ဍမဆိုနော်တောင်းပြတ်မှာကဏ္ဍတူလို့ရှင်ကျွန်တော်တို့ဒီနောက်3လုံးကိုပေါင်းမယ်ဗျာနော်ပေါင်းပြီးပါနှက်ခတ်ချပြီးတော့4လုံးကိုရပါတယ်ဗျာနော်အဲ့တော့8ရဲ့9ရဲ့9ရဲ့ပေါင်းတော့အားလုံးကျွန်တော်တို့3ညပါဗျာနော်3ညပါ3ညရဲ့ပါဝါ9ပါနော်3ညပါဝါ9ပါ3ညနှက်ခတ်ခွန်ပါခွန်ရဲ့ပါဝါ2ပါ3ည9ခွန်နဲ့ခွေကားတဲ့3ရက်အတွင်းဆင်းပေးရမယ်တဲ့ကျွန်တော်တို့ဆင်းပေးလားဆိုတော့ကျွန်တော်တို့80ဆိုပြီးတော့2026ရဲ့အပွဲပွဲလေးမှာဆင်းပေးသွားပါတယ်ဗျာနော်3ရက်အတွင်းဆင်းပေးတဲ့မူလေးတွေဖြစ်နေလို့ပြပေးတာပါကြိုက်တူမှာယူသုံးပါဗျာနော်အဲ့တော့ဒီမှာဆိုလဲကျွန်တော်တို့ခွန်တောင်းပြက်ကလေးတွေရှိပါတယ်ဗျာနော်ခွန်တောင်းပြက်ရှိတဲ့ခါမှာနောက်3လုံးပေါင်းမယ်ဒါဆရာလေးပင်ချင်းမူလေးပါဗျာနော်အဲ့တော့ပေးနေတာလေးကိုစက်တိုက်ရပါသေးတော့ဆိုတော့စနာလေးနဲ့ပြပေးတာပါဗျာနော်အဲ့တော့3ရက်3ည1ရက်ပေါင်းတော့4ပါဗျာနော်အဲ့တော့ကျွန်တော်တို့4ရက်ပါဝါ9ပါ4ရက်နှစ်ခနှစ်ပါ2ရက်ပါခွန်ပါ4 9 2ခွန်2ခွန်4 9ဆိုတော့အခွေကားတယ်ကျွန်တော်တို့3ရက်အတွင်းမှာဆင်းပေးရမယ်ဆိုတော့ကျွန်တော်တို့1ရက်2ရက်အတွင်းမှာ82ဆိုဆင်းပေးပါ2ရက်အတွင်းမှာဆင်းပေးနေတယ်ဗျာနော်ဒီမှာဆိုရင်လေ3ည9ခွန်2ဆိုတော့အခွေက80ဆိုပြီးဆင်းပေးတယ်ဒီမှာဆိုတော့ကဏ္ဍတောင်းပြက်နော်လေးလုံးကိုမူရ3ရက်အတွင်းမှာဆိုတော့82ဆိုဆင်းပေးပါတယ်ဗျာနော်အဲ့တော့နက်ခတ်တွေပါဝါတွေဆင်းပေးနေတယ်အဲ့တော့ကျွန်တော်တို့ဒီပွဲမှာဆိုတစ်ချက်ကြည့်မယ်ဗျာ4ရက်ကဏ္ဍတောင်းပြက်ဖြစ်ပါတယ်ထိတ်နဲ့အပိတ်တောင်းပြက်ဖြစ်ပါတယ်အဲ့တော့4ရက်4ရက်2ရက်ပေါင်းလိုက်တော့ကျွန်တော်တို့3ညပါဗျာနော်အဲ့တော့3ည9ခွန်နဲ့အခွေကားတယ်ကျွန်တော်တို့ဟူးကျော်3ရက်တည်းမှာဆင်းပေးမှုရှိပါတယ်ဗျာနော်အဲ့တော့ तू ကဆင်းပေးနေတာပါဝါတွေနက်ခတ်တွေဆိုတော့ကျွန်တော်တို့ဒီထဲမှာပြန်ပြီးမြုံလို့ရတာဆိုရင်50 82နော်82 80နော်အဲ့တော့ပါဝါတွေရှိမယ်နက်ခတ်ရှိမယ်အဲ့တော့ဒီ3ဘက်ကိုအထူးသတိထားပါဒီခွေလေးကိုထိုးမှဆိုရင်9 3ည2ခွန်ဆိုတဲ့အခု3ည9 2ခွန်ဆိုတဲ့အခွေလေးရပါတယ်ဗျာနော်အဲ့တော့ကျွန်တော်တို့ဒီတစ်ပတ်မှာ26ရက်တလား2026မှာပြန်လိုက်ရမယ်ဗျာနော်အဲ့တော့ကဏ္ဍတောင်းပြတူတိုင်းနော်မြေတီကဏ္ဍမဆိုကဏ္ဍတောင်းပြတူခဲ့မယ်ဆိုရင်သူ့ရဲ့ရှေ့3လုံးကိုပေါင်းမယ်ဗျာနော်အဲ့တော့4 4နှစ်ပေါင်းလိုက်တော့3ညပါအဲ့တော့3ည9ခွန်နဲ့4လုံးခွေအပူပါပါဗျာနော်အပူကထည့်ထိုးပါတတိထားပါအပူရပြန်ဆင်းနေပါပြီဗျာနော်အဲ့တော့ပါဝါတွေနက်ခတ်တွေဒါဆင်းပေးခဲ့မှာဆိုရင်3ည9 82ပါဝါရှိမယ်80တွေနက်ခတ်တွေရှိမယ်ဗျာနော်အဲ့တော့ပူပူနွေးနွေးမူလေးဖြစ်တဲ့ကြောင့်မလို့2026ရဲ့ပွဲအစားတွေမှာတောက်လျှောက်ပေးလာတယ်ဒီပွဲဆက်ပေးမယ်ဆိုရင်3ပွဲမြောက်အမျိုးတွေဆက်ယူလို့ရအောင်ဟိုးမကျော်မှာ3ည9 2ခွန်အခွေရှိပါတယ်ဗျာနော်အပူပါထဲထိုးပါအဲ့တော့good luckပါဗျာနော်